ပါရှင်။ဆိုဒီထိုင်းမှာတာစကားသင်တန်းကျောင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်။ပြီးတော့ဒီနေ့မှာတော့ထိုင်းစကားပြောအခြေခံသင်မှာဖြစ်ပါတယ်ရှင်။တကယ်လို့ရှေ့ရဗီဒီယိုလေးကိုမကြည့်ရသေးတဲ့သူလေးတွေကတို့ဒီ YouTube မှာလေးရှိရဲ။စဝတ်ဒီ Thai Language Center ဆိုပြီးရိုက်ချလိုက်ရရှိရနော်။အဲ့ဒီမှာအစင်လိုက်လေးတွားပြီးတော့ကြည့်လို့ရပါတယ်ရှင်။ကဲဒီနေ့မှာတော့တို့ဒီအတန်ထုံးလေးတွေပေါ့နော်။အတန်ထုံးလေးတွေကိုလေ့ကျင့်ရင်းနဲ့စကားလုံးလေးတစ်ခါလေးကြကြမယ်လေနော်။ Okay အဲ့ဆိုစကြည့်မယ်နော်။နံပါတ်1မြစ်ထုံးတန်လေးတွေကြည့်မယ်နော်။ MAA Okay တို့တေချာလေးပေါင်းပြမယ်တေချာကြည့်။ M ကလေမောဆိုတဲ့ဒီလေး AA ကအားဆိုတဲ့တရမောနဲ့အားနဲ့ပေါင်းလိုက်မယ်မောအားမာဒီလိုထွက်မယ်မာဆိုတာကထိုင်းလိုမျိုးလာတယ်လို့ပြောတာမာတလုံးရပြီနော်နောက်တလုံးကချေလို့ PAY P ကပေါ်ဆိုတဲ့ဒီလေးဖြစ်တယ် AY က I ဆိုတဲ့တရဖြစ်တယ်ရှင်ပေါ်နဲ့ I နဲ့ပေါင်းလိုက်တော့ပိုင်ဒီလိုထွက်တယ်ပိုင်ဆိုရင်သွားတယ်လို့ပြောတာโอเคเนาะမြစ်ထုံးဖြစ်တဲ့အတွက်ချေလို့ဘာအတန်ထုံးမှမထည့်ဘူးမြစ်ထုံးတန်တပြေးညီလေးပဲထွက်မယ်โอเคဒါဆိုဆက်ကြည့်မယ်ဗျာအဲ့တော့ဒါလေးကချေလို့ဘီးတွဲပေါ့ဘီးတွဲမဟုတ်ချေလို့နောက်ပိတ်ပေါ့နော်နောက်ပိတ်ကမတင်ရသေးဘူးလေမတင်ရသေးတော့ခဏကြော်လိုက်မယ်ဒါလေးကိုကြည့်မယ်နော် DUU တဲ့ဒီကတော့ UU ကဦးဒေါ်နဲ့ဦးနဲ့ပေါင်းလိုက်တော့ဒေါ်ဦးဒူထိုင်းလိုမျိုးကြည့်ရလို့ပြောရနော်ကြည့်ရဆိုရင်ဒူဒီလိုပြောလို့ရတယ်မှတ်ထားမယ်နော်โอเคကဲဒါဆိုဆက်ကြည့်မယ်သူ TH ကပါလဲဟုတ်တယ်ထော AM က ထောနဲ့ နဲ့ပေါင်းလိုက်တော့ทำကကြတော့ပြုတ်လုပ်တယ်လို့ပြောတာထိုင်းလိုမျိုးပြုတ်လုပ်တယ်ဆိုရင်ทำဒီလိုပြောတယ်နော်โอเคနော်ကဲလာဒါဆိုပြန်ပြီးတော့ပေါင်းကြည့်မယ်ကြည့်မယ်နော်มาไปดูทำโอเคကဲဒါဆိုလိုထုံးတန်လေးတွေကိုကြည့်မယ်ရှင်လိုထုံးကချေလို့ M ကမော AY က I မော I ဆိုတော့မိုင်ဒါပေမဲ့အဲ့လိုမထွက်ဘူးလိုထုံးတန်ဆိုတော့အတန်လေးကိုနှိပ်မယ်မိုင်ဒီလိုလေးထွက်မယ်မိုင်ဆိုတဲ့အဓိပ္ပာယ်ထိုင်းလိုမျိုးအစ်စ်လို့ပြောတာအသစ်နောက်တစ်ခါကျတော့တစ်လွင်နေအဲ့လိုမျိုးဆိုရင်လည်းမိုင်လို့ပြောလို့ရတယ်နော်โอเคကဲဒါဆိုစက်ကြည့်မယ်ကျတော့ TH ကကျတော့ call AY က I call နဲ့ I နဲ့ပေါင်းလိုက်တော့ခိုင်လို့ထုံးတယ်လည်းထွက်ရင်ခိုင်အဲ့တော့ခိုင်ဆိုတာကထိုင်းလိုမျိုးဥလို့ပြောတာစပ်ဖတ်လိုက်တဲ့အခါမှာ KAY call I ကိုင်လို့ထုံးတယ်လေးနဲ့ဆိုတော့ကိုင်ခိုင်ကြက်ဥလို့ပြောတာเนาะခိုင်ဆိုရင်ကြက်ဥလို့ခေါ်ပါတယ်ရှင်ကဲဒါဆိုကျွန်တော်ဆက်ကြည့်မယ်ဗျာ PH ကဖော AA ကအာဖောနဲ့အာနဲ့ပေါင်းလိုက်တော့ဖာလို့ထုံးတယ်လည်းထွက်မယ်ဖာခွဲစိတ်တယ်တဲ့โอเคဖာခွဲစိတ်တယ်လို့ပြောတာเนาะကဲဒါဆိုဆက်ကြည့်မယ် YUU Y ကရောရှူကဦးရောနဲ့ဦးနဲ့ပေါင်းတော့ U ဒါပေမဲ့လေနှစ်ထုံးနဲ့လို့ထုံးနဲ့ထွက်ရတယ်အဲ့တော့ဘယ်လိုဖြစ်ပါလဲဆိုရင်ယူနေထိုင်နေဆိုတဲ့အဓိပ္ပာယ်နော်ယူဒီလိုလေးထွက်တယ်ရှင်နောက်ဆုံးတစ်လုံးကကြားတော့ချေလို့မြင်ရလားမသိဘူး Y ကရော AY က I ရောနဲ့ I နဲ့ပေါင်းလိုက်တော့ရိုင်လို့ထုံးတယ်လည်းထွက်မယ်ရိုင်ဆိုတာကြီးတယ်လို့ပြောတာနော်ရိုင်အဲ့တော့အတန်လေးကိုလျှော့မယ်ဒီမှာချက်ပြမယ်နော်အတန်ကွာတယ်နော်မာမိုင်ပိုင်ခိုင်ကိုင်ဒူယူအဲ့လိုမျိုးလေးတွေနော်မြထုံးနဲ့လိုထုံးနဲ့ဒီအတန်ကွာတယ်ရှင်ကဲဒါဆိုရင်တို့တွေဂယူးဆိုင်ရမယ်အတန်ဒီ falling tone နဲ့ falling tone ကလည်းဂယူးဆိုင်မှာဖြစ်မယ်တိလားချေတို့တွေ MA1 ကတော့တနန်းသားတွေသိတယ်မောအိုင်းမိုင်ပေါ့ falling နဲ့ထွက်တယ် falling နဲ့ဆိုတဲ့ချက်ထွက်ပြမယ်မိုင်ဒီလိုထွက်မယ်မိုက်ဆိုရင်တော့အငင်းပေါ့နော် NO no ဆိုတဲ့အဓိပ္ပာယ်သူရဲ့နောက်မှာဒီချက်တော့ကရိယာတစ်ခုခုထပ်ပြီးတော့ကတ်လို့ရတယ်ဥပမာဆိုချက်ပြောမယ်လေဒီမှာလာတယ်ဆိုရင်မလာဘူးဆိုတဲ့ချက်တော့နောက်မှာထည့်လိုက်မယ်မိတ်မဒီလိုပြောလို့ရတယ်ဟိုမှာနေရဆိုရင် you မနေဘူးမိတ် you ဒီလိုပြောလို့ရတယ်နော်ဒါဆိုဆက်ကြည့်မယ် CH ကချက်လို့ဘယ်လိုထွက်တယ်ချော AY က I ချောနဲ့ I နဲ့ပေါင်းလိုက်တော့ချိုင် falling နဲ့ထွက်မယ်ချိုင်အဲ့တော့ချိုင်ဆိုတာထိုင်းလိုမျိုးဟုတ်တယ်ဒီလိုပြောတာအဲ့တော့မဟုတ်ဘူးလို့ပြောခြင်းအပေါ်ကမိုက်ဆိုတာနဲ့တွဲလိုက်မိုက်ချိုင်ဒါမဲ့လေသူတို့ထိုင်းနေရမိုက်ဆိုမဟုတ်ဘဲနဲ့မိတ်ဆိုတဲ့အတန်လေးလည်းထွက်တယ်ဥပမာဆိုရင်မိတ်ချိုင်မိတ်တိုင်းအဲ့လိုလည်းထွက်လို့ရတယ်နော်โอเคကဲဒါဆိုဆက်ကြည့်မယ်ဆိုရင်ဒီချက်ပြောမယ်ဒါလေးကိုခဏကြော်လိုက်အောင်နော်ချေတို့ဒီကနေသွားမယ်နော် HAY နဲ့ H ကဟော AY က I ဟောနဲ့ I နဲ့ပေါင်းလိုက်တော့ high falling နဲ့ထွက်မယ် highပေးတယ်ဒီလိုပြောတာမှတ်ထားနော်ညထပ်ပြမယ်နော်မိုက်ချိုင်ဒိုင်ဟိုင်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့ကအတန်ထုံးလေး၃
3ခုကိုပါတဲ့စကားလုံးလေးတွေကိုပြောပြရဲပေါ့ဆိုတော့တစ်နေ့ကိုနည်းနည်းပဲတင်ညာဖြစ်တဲ့အတွက်ဗီဒီယိုတစ်ခုမှပေးလိုက်တဲ့စာလေးတွေကိုတော့ပိုင်အောင်လုပ်ထားနောက်တစ်ခါကျတို့ဖြစ်စီချင်တာကလေအရေးဖက်ကိုလည်းကျတို့ကနည်းနည်းလေးပဲတင်ထားတယ်အဲ့တော့ဖြစ်နိုင်ရင်အရေးဖက်ကော speaking ရောနှစ်ခုလုံးကိုကြည့်ဒါဆိုပို့ပြီးတော့တိုးတက်တာပေါ့စာရေးလည်းမများအောင်เนาะโอเคနော်ကဲဒါဆိုရင်ကျတို့ကအကုန်တင်ပေးသွားမှာအခုမှဒါအစပဲရှိတယ်နောက်မှလည်းဗီဒီယိုတွေအများကြီးတင်အောင်မှာအဲ့ဒါကြောင့်မလို့ကျတို့ရဲ့ဒီ YouTube channel ကပေါ့เนาะတို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးထားပါအောင်ရှင်အားလုံးပဲတက်တာပါ